မင်္ဂလာပါခင်ဗျာ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ chapter 3တုန်းကအင်္ဂလိပ်စာလေ့လာတဲ့နေရာမှာနေစနစ် method ထားစိတ်ပညာ psychology ကဘယ်လောက်တောင်ရေးကြီးလဲဆိုတာကိုဆွေးနွေးခဲ့ကြရတယ်နော်စိတ်ညစ်နေရင်ကြောက်နေရင်စာခေါင်းထဲမဝင်တော့ဒါကြောင့်လေ့လာကနေတိုင်းသရှင်ဖွင့်ကခုံပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက် emotions ကိုအရင်ဆုံးမြင့်တင်ရမယ်ဆိုတာကိုပြောခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ပြောမယ့် chapter 4မှာတော့အဲ့ဒီ emotion တွေထက်ပိုးပြီးနဲ့ဆိုင်နဲ့ပိုးပြီးအရေးကြီးတဲ့အရာတစ်ခုအကြောင်းကိုဆရာ AJ ဟုတ်ကဆက်ပြောထားပါတယ်။အဲ့ဒါကတော့ beliefs လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ယုံကြည်ချက်တွေပါပဲ။ AJ ဟုတ်ကဘာပြောလဲဆိုတော့ beliefs တွေဆိုတာကျွန်တော်တို့ဦးနှောက်ထဲကအင်အားကြီးဆုံး program တွေပဲတဲ့။ကျွန်တော်တို့ဘာကိုဆုံးဖြတ်မလဲဘလို့ခံစားရမလဲဆိုတာကိုအဲ့ဒီယုံကြည်ချက်တွေကပဲထိန်းချုပ်နေတာပါ။ငါဒါကိုလုံနိုင်တယ်လို့ယုံကြည်ရင်အောင်မြင်ဖို့တကားပွင့်သွားသလိုငါလုံနိုင်မှာမဟုတ်ပါဘူးလို့ယုံကြည်ထားရင်လည်းကြာရှုံးဖို့သေးကြတော့ပါပြီဒီနေ့ဗီဒီယိုမှာတော့မိတ်ဆွေတို့ရဲ့ခေါင်းထဲမှာမတိမတာနေရာယူထားတဲ့အစိတ်သင့်ယုံကြည်ချက်တွေကိုဘယ်လိုဖယ်ရှားမလဲအောင်မြင်သူတွေရဲ့ခွန်အားပေးတဲ့ယုံကြည်ချက်တွေကိုကိုယ်ဦးနှောက်ထဲမှာဘယ်လိုပြန်ပြီး program ရေးသွင်းမလဲဆိုတာကိုအသေးစိတ်ဆွေးနွေးပေးတော့မှာဖြစ်ပါတယ် limiting beliefs တားဆီးပိတ်ပင်နေတဲ့ယုံကြည်ချက်တွေယုံကြည်ချက်တွေမှာအကြမ်းမြင်အဖြစ်မျိုးစားနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ limiting beliefs ကိုယ့်ရဲ့စွမ်းရည်ကိုကန့်သက်တားဆီးပိတ်ပင်ထားတဲ့ယုံကြည်ချက်တွေပါအဲ့ဒီအစိုးမြင့်ယုံကြည်ချက်တွေကဘယ်ကနေရောက်လာတာလဲမွေးကလေးကပါလာတာလားမဟုတ်ပါဘူးကျွန်တော်တို့အရင် chapter တွေမှာပြောခဲ့တဲ့ကျောင်းတွေရဲ့မမြင်ရတဲ့သင်ရိုးညွှန်းနဲ့ hidden curriculum ကနေနှစ်ပေါင်းများစွာရိုက်သွင်းပေးလိုက်တဲ့အရာတွေပါမိတ်ဆွေတို့ကိုပြန်စမ်းစစ်ကြည့်ပါအောက်ကအချက်တွေထဲမှာဘယ်နှစ်ချက်ကိုများမိတ်ဆွေယုံကြည်နေမိမလဲအင်္ဂလိပ်စာကအရန်ရှုပ်ထွေးပြီးခက်ခဲတယ်အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဖို့ဆိုတာနှစ်ပေါင်းများစွာအချိန်ယူရမယ်အင်္ဂလိပ်စကားပြောရတာစိတ်ဖိစီးစရာအရန်ကောင်းတယ် grammar တွေကြက်မှတ်နိုင်မှသာစကားပြောတတ်မယ်ငါကအင်္ဂလိပ်စာညံ့တယ် I'm not good at English အင်္ဂလိပ်စကားပြောရင်အဖြေမှန်တစ်ခုတည်းပဲရှိရမယ်အမှားလုံးဝမလုပ်ရဘူးအတန်းထဲမှာအမှတ်တွေနည်းနေတဲ့အခါငါဘယ်တော့မှစကားပြောတတ်မှာမဟုတ်ပါဘူးအထူးသဖြင့်ဉာဏ်ကောင်းတဲ့သူတချို့ပဲအင်္ဂလိပ်လိုရေးရေးလေးလဲပြောတတ်တာကဲဘယ်နှချက်လောက်မှန်နေလဲဒီယုံကြည်ချက်တွေရဲ့ပြဿနာဘာလဲသိလားအဲ့ဒီယုံကြည်ချက်တွေကအစိုးမြင်စိတ်ခံစားချက် negative emotions တွေကိုဖြစ်ပေါ်စေတယ်အင်္ဂလိပ်စာကခက်တယ်ငါကညံ့တယ်လို့ယုံကြည်ထားသူတရားဟာနေတိုင်းစာလုပ်ခြင်းစိတ်ရှိပါမလားမရှိဘူးစာလုပ်ဖို့ကိုအမြဲတမ်းရုန်းကန်နေရမယ်နည်းနည်းလေးအခက်အခဲတွေ့တာနဲ့ငါကညံ့တာကိုငါမှာပြဿနာရှိနေတာကိုဆိုပြီးတော့လွယ်နဲ့လက်လျှော့သွားတတ်ကြတယ်နောက်ဆုံးရလက်ကတော့နှစ်ပေါင်းများစွာလေ့လာပေမဲ့ဘာမှမထူးခြားလာတဲ့ဘဝကိုရောက်သွားတာပါပဲ AJO ကဒါကို computer programming စကားလုံးလေးတစ်ခုနဲ့ဥပမာပေးထားတယ် garbage in garbage out အမိုက်ကိုထည့်ရင်အမိုက်ပဲပြန်ထွက်လာမယ်တဲ့ကိုကောင်းတဲ့ကိုငါမလုံနိုင်ဘူးဆိုတဲ့အမိုက် garbage တွေထည့်ထားရင်စိတ်ဓာတ်တွေကျမယ်ဆုံးဖြတ်ချက်တွေမှားမယ်နောက်ဆုံးထွက်လာတဲ့ရလက်ကလည်းအမိုက် garbage ပဲဖြစ်မှာပါဒါကို Darwin spiral အောက်ကိုထိုးဆင်းသွားတဲ့ကြာရှုံးခြင်းဝယ်ကြရလို့ခေါ်ပါတယ်နောက်တစ်ချက်အနေနဲ့ empowering beliefs ဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲအဲ့ဒီခေါင်းထဲကအမိုက်တွေကိုတုံပြစ်ပြီးတော့ကိုယ်ခွန်အားပေးမဲ့ empowering beliefs ခွန်အားပေးသောယုံကြည်ချက်တွေနဲ့အစားထိုးရပါမယ် empowering ဆိုတာ power စွမ်းအားတွေပေးတာပါအောင်မြင်တဲ့သူတွေရဲ့ခေါင်းထဲမှာဘယ်လိုယုံကြည်ချက်တွေရှိလဲကြည့်အောင်အင်္ဂလိပ်စာဆိုတာလွယ်တယ်ပျော်စရာကောင်းတယ်စိတ်လှုပ်ရှားစရာကောင်းတယ်ငါတည်တည်ချာချာသာလေ့လာရင်6လအတွင်းမှာရေးရေးလဲလဲပြောနိုင်ရမယ်အမားလုပ်တယ်ဆိုတာတဘာဝပဲလိုအပ်တဲ့အရာတစ်ခုပဲ native speaker တွေတောင်အမားလုပ်ကြတာပဲအင်္ဂလိပ်စကားပြောရတဲ့ရွယ်ချက်ကအမှတ်ကောင်းဖို့မဟုတ်ဘူးတစ်ဖက်လူနဲ့ဆက်သွယ်နိုင်မှု communication အတွက်ပဲဖြစ်တယ်ဘာသူမဆိုအင်္ဂလိပ်စကားကိုကျွမ်းကျင်ပြောနိုင်တယ်ငါမှဘာပြဿနာမှမရှိဘူးအရင်ကနီလန်းမှားခဲ့လို့သာမရခဲ့တာအခုနီလန်းမှန်ရင်ငါရကိုရရမယ်စဉ်းစားကြည့်ပါဒီလိုယုံကြည်ချက်မျိုးကိုခေါင်းထဲမှာရှိနေရင်ကိုဘယ်လောက်တောင်တက်ကြွနေမလဲဘယ်လောက်တောင်ယုံကြည်မှုတွေရှိနေမလဲဆိုတာမြင်အောင်ကြည့်လို့ရတယ်မလား How to reprogram your brain ဦးနှောက်ကိုဘယ်လိုပြန်လဲ program 3မလဲဒါဆိုရင်မေးစရာရှိလာပြီဟုတ်ပါပြီဗျာကောင်းတဲ့ယုံကြည်ချက်တွေကိုမွေးမြူရမယ်ဆိုတာတော့သိပါပြီဒါပေမဲ့ငငယ်တွေကဆွဲလာတဲ့စိတ်ကြီးကိုချက်ချင်းကြီးဘယ်လိုလုပ်ပြောင်းလဲပြစ်လို့ရမလဲတဲ့ AJO ကနီလန်းတစ်ခုပေးထားပါတယ်နီလန်း1 modeling စံပြပုံကိုယ်တွေကိုအတူယူတာပထမနီလန်းကတော့ကိုဖြစ်ချင်တဲ့ပန်းတိုင်ကိုရောက်နေတဲ့သူအောင်မြင်နေတဲ့သူတွေကိုရှာပြီးသူတို့ကိုလေ့လာတာပါ
ကိုကအင်္ဂလိပ်လိုအရန်ပြောချင်တာဆိုရင်အရွယ်ရောက်မှလေ့လာပြီးအင်္ဂလိပ်လိုအရန်ပြောတတ်သွားတဲ့သူတွေကိုရှာပါသူတို့ဘယ်လိုလေ့လာခဲ့လဲသူတို့စိတ်ထဲကြတဲ့အခါမှာဘယ်လိုဖြတ်ကျော်ခဲ့လဲသူတို့ရဲ့စိတ်နေစိတ်ထားကဘယ်လိုရှိလဲရရင်ရတယ်လို့အဲ့ဒီလူတွေနဲ့စကားပြောပါမေးမြန်းပါပြီးရင်သူတို့လှုပ်တဲ့အတိုင်းလှုပ်ပါကြာရှုံးတဲ့သူတွေ failure တွေဘာဖြစ်လို့မရတာလဲဆိုတာကိုအာရုံစိုက်မဲ့စားအောင်မြင်သူတွေ success ကိုအာရုံစိုက်လိုက်တဲ့ချိန်မှာမိတ်ဆွေရဲ့ဦးနောက်ကတဖြည်းဖြည်းနဲ့အလိုလိုပြောင်းလဲလာပါလိမ့်မယ် HO ကိုယ်တိုင်လည်းဒီ effortless English စနစ်ကိုဖန်တီးတော့ကဘာပေါ်ကအောင်မြင်တဲ့ English learner တွေကိုလိုက်ပြီး interview လုပ်လေ့လာပြီးမှဖန်တီးခဲ့တာပါနည်းလမ်းနဲ့ selective memory ရွေးချယ်မှတ်သားခြင်းကျွန်တော်တို့ကကျောင်းမှာဆရာစုခံရတာအတန်းရှိမှအဖြေမှားလို့အဆက်ကွဲခဲ့ရတာတွေကိုပဲအမြဲတမ်းပြန်တွေးပြီးကိုငါညံ့နေလို့ယုံကြည်သွားကြတာလေဒါဆိုပြောင်းပြန်လုပ်မယ်မိတ်ဆွေရဲ့အတိတ်ကိုပြန်စဉ်းစားကြည့်ပါအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကိုပြောခဲ့ရတဲ့အမှတ်တရလေးတွေအောင်မြင်ခဲ့ရတဲ့ခိုက်တံလေးတွေတစ်ခုလောက်တော့ရှိပါပါဥပမာအင်္ဂလိပ်သရှင်လေးတစ်ပုဒ်ကိုကိုယ်တိုင်နားလည်သွားလို့ပျော်သွားတာမျိုး story စာအုပ်လေးဖတ်ရင်သဘောကျသွားတာမျိုးဒါမှမဟုတ်နိုင်ငံခြားသားတယောက်ကိုလမ်းညွှန်ပြသပေးလိုက်နိုင်လို့ဂုဏ်ယူသွားတာမျိုးပေါ့အဲ့ဒီအကောင်းမြင်မှတ်တရလေးတွေကိုစာရွက်တစ်ရွက်ထဲမှာချရေးပါ list လုပ်ပါလူတိုင်းမှာအနည်းဆုံးတော့အတွေ့အကြုံကောင်း2ခု3ခုတော့ရှိတတ်ကြပါတယ်ပြီးရင်နေ့တိုင်းအဲ့ဒီစာရွက်လေးကိုပြန်ဖတ်ပါအဲ့ဒီအချိန်တုန်းကကိုဘယ်လောက်ပျော်ခဲ့လဲဂုဏ်ယူခဲ့ရလဲဆိုတာကိုမျက်စိထဲပြန်မြင်အောင်ပြီးတော့အဲ့ဒီခန်းစားချက်ကိုပြန်ယူပါပြီးတာနဲ့စာရွက်ရဲ့ထိပ်ဆုံးမှာစာကြောင်းလေးတစ်ကြောင်းရေးထားလိုက်ပါအင်္ဂလိပ်စာဆိုတာလွယ်တယ်ပြောစရာကောင်းတယ်ဒါမှမဟုတ်ငါကအင်္ဂလိပ်စာလေ့လာရတာကိုနှစ်သက်တယ်ငါတော်တယ်ဆိုပြီးရေးထားပါဒီစာကြောင်းကိုနေ့တိုင်းကိုပြန်ပြောပါနောက်ထပ်အောင်မြင်မှုအသစ်လေးတွေရတိုင်းလည်းအဲ့ဒီ list ကိုပဲထပ်ပြီးတော့ဖြည့်သွားပါဒီလိုလုပ်ခြင်းအဖြစ်မိတ်ဆွေရဲ့ဦးနှောက်ထဲမှာယုံကြည်ချက်တွေဟာတစ်နေ့ထက်တစ်နေ့ပိုပြီးတော့ခိုင်မာလာပါလိမ့်မယ်။မိကုံးချုံအနေနဲ့ပြောရရင်တော့စောစောက garbage in garbage out ဆိုတဲ့အောက်ကိုထိုးဆင်းသွားတဲ့တန်တရားကြီးအစားကျွန်တော်တို့ကအထက်ကိုတက်လန်းနဲ့ upward spiral ကြီးကိုဖန်တီးလိုက်တာပါပဲ။ခွန်အားပေးတဲ့ယုံကြည်ချက် empowering beliefs တွေရှိလာတဲ့အခါပျော်ရွှင်တဲ့စိတ်ခံစားချက် positive emotions တွေထွက်လာမယ်။အဲ့ဒီအခါစာကိုပိုးပြီးစူးစမ်းခြင်းလာမယ် better motivation ဆုံးဖြတ်ချက်တွေမှန်လာမယ်အဲ့ဒီတော့ရလဒ်တွေပိုကောင်းလာမယ် better results ရလဒ်တွေကောင်းလာတော့အော်ငါတကယ်တက်လာပါလားဆိုပြီးတော့ကိုယ့်ရဲ့ယုံကြည်ချက်ကပိုပြီးတော့ခိုင်မာသွားအောင်မယ်အဲ့ဒီတန်တရားကြီးလေပတ်နေသည်မိတ်ဆွေတို့ရဲ့အင်္ဂလိပ်စာတိုးတက်မှုဟာဘယ်တော့မှရပ်တန့်သွားမှာမဟုတ်တော့ပါဘူးကဲဒီနေ့ကစပြီးတော့ငါကညံ့နေအသက်ကြီးနေပြီအမတ်မိတော့ဘူးဆိုတဲ့ limiting beliefs အမိုက်တွေကိုအခုပဲအမိုက်ပုံးနဲ့လွှတ်ပစ်လိုက်ကြပါစို့ဗျာမိတ်ဆွေတို့ကအရင်တော့ကကိုဘယ်လို limiting beliefs တွေနဲ့တားဆီးထားခဲ့ဘူးလဲအခုကစပြီးတော့ဘယ်လို empowering beliefs အသစ်တွေနဲ့အစားထိုးမလဲဆိုတာကို comment မှာရေးပေးခဲ့ကြပါအောင်နော်နောက်ဗီဒီယိုဖြစ်တဲ့ chapter 5မှာတော့ English is a physical sport English စာဆိုတာကိုလက်လှုပ်ရှားအားကစားတစ်ခုပါဆိုတဲ့အကြောင်းကိုအရန်စိတ်ဝင်စားဖို့ကောင်းဆွေးနွေးပြီးတော့ပါမယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and share လေးလုပ်ပြီးတော့မမီးနဲ့နော်အားလုံးပဲယုံကြည်မှုအပြည့်နဲ့ effortless English ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ Thank you for watching I will see you in the next video